မင်္ဂလာပါရှင် TVN Channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဗနီဇွဲလားသမ္မတတိုင်းပြည်မှာထွက်ပြေးထရန့်ရစတန်ပေးတောင်းသတင်းတွေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗနီဇွဲလားသမ္မတနီကိုလတ်မာဒူရိုယာရုစွန်ပြီးအတိုင်းပြည်ကချက်ချင်းထွက်ပြေးဖို့ရာစတန်ပေးခဲ့လို့သတင်းဆိုင်ဖော်ပြချက်ကိုကားပြီး Fox News နဲ့သတင်းတခြားသတင်းဌာနတွေကဖော်ပြကြတယ်။ဗနီဇွဲလားလေပိုင်နယ်ကိုပိတ်ထားတဲ့ကြောင့်မကြေညာမီမှာအခုလိုတိုက်တွန်းခဲ့ရလို့ဆိုပါရယ်။သမ္မတထရန့်ကတော့မာဒူရိုနဲ့ဖုန်းပြောခဲ့ဆိုတာမှန်ကန်ကြောင်းနိုဝင်ဘာလ30ကအတည်ပြုခဲ့ပေမဲ့ဆွေးနွေးမှုအစိုးအကောင်ကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ဖုန်းပြောဆိုမှုအတွင်းမှာမာဒူရိုကချက်ချင်းယာရုကဆင်းမဲ့ဆိုရင်သူ့ဇနီးနဲ့သားအပါဝင်မိသားစုလိုက်ဘေးကင်းလုံခြုံစွာထွက်ခွာခွင့်ပြုမယ်လို့မှန်ကန်တဲ့သတင်းမြစ်တွေကဆိုခဲ့တယ်။ဒါပေမဲ့မာဒူရိုဘက်ကတော့သူတို့ကျွလွန်ခဲ့ပြစ်မှုတွေအတွက်လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့နဲ့စစ်တပ်ကိုဆက်လက်ထိန်းချုပ်ခွင့်ရဖို့တောင်းဆိုခဲ့တာကိုအမေရိကန်ဘက်ကပယ်ချခဲ့လို့ဆိုပါတယ်။ဒီဆွေးနွေးပွဲပြပြသွားပြီးနိုင်ပိုင်းကြာမှာပဲထရန့်ကဗနီဇွဲလားလေပိုင်နက်ကိုအလုံးစုံပိတ်ပင်လိုက်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။လေပိုင်နက်ပိတ်လိုက်တာဗနီဇွဲလားစစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုဒုံးကျည်နဲ့တိုက်ခိုက်ဖို့တတိပေးလိုက်တာဖြစ်ပြီးကုန်နေမိုက်စစ်စင်ရေးပါမကြခင်စတင်လာနိုင်တယ်လို့ကာကွယ်ကျွမ်းကျင်သူတွေကသုံးသပ်ကြတယ်။လက်ရှိမှာအမေရိကန်အကြီးဆုံးလေယာဉ်တင်သင်္ဘော US Jeffo အပါအဝင်ရှေ့တပ်အင်အားစုတွေဟာကာရစ်ဘီယံပင်လယ်ပြင်မှာအသင့်ရှိနေပြီးဖိအားပေးထားတယ်။အမေရိကန်ပိုင်မဟုတ်တဲ့နိုင်ငံတကာလေကြောင်းလိုင်းတွေအနေနဲ့ဗနီဇွဲလားနိုင်ငံစီဆက်လက်ပြန်တန်းခွင့်ရှိနေဆဲဖြစ်ပေမဲ့လုံခြုံရေးအခြေအနေအရဆွင့်ရတဲ့အတွက်လေကြောင်းလိုင်းတော်တော်များများကတော့ခရီးစဉ်တွေကိုရပ်ဆိုင်းထားပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တရုတ်စစ်သင်္ဘောကိုထိုင်ဝမ်လေယာဉ်ကခြေရာခံဆောင်ကြည့်အမေရိကန်လော်ရေဒါကိုဘိုင်းမှာတက်ဆင်ထားပြီးထိုင်ဝမ်ရွှေဘက်ကံရဲရေပြင်မှာပြန်တန်းနေတဲ့အပေါ်စားလေယာဉ်တစ်စင်းသူ့အောက်မှာခုံမောင်းနေတဲ့တရုတ်စစ်သင်္ဘောတွေကိုခြေရာခံထိုင်ပေးစစ်တပ်ကိုပေးဖို့အချက်လက်တွေစုဆောင်းနေလေမှုတင်တန်းနဲ့စင်လုံးကလေယာဉ်တွေကြောင့်ပိုပြီးလူသိများတဲ့ထိုင်ဝမ်လေကြောင်း Operator Apex Aviation ဟာလူ့ဘက်စီတစ်ခုလွယ်ခန့်နိုင်ရှိမှုစီစဉ်အတွက်ဤပညာသစ်တွေကိုတည်ထွင်ရမှာရပ်ဘက်ကမ္ဘာနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ထိုင်ဝမ်ဆွေးရစီကင်းထက်လေးကြောင်းခီးစဉ်တွေကိုပံ့ပိုးနေပါတယ်။ဆက်သွယ်ရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးကိုကြောထောက်နောက်ခံပြုတာစိုက်ဘာကာကွယ်အဖြစ်အားစောင့်ကြည့်တဲ့ထောင်လိုင်းသတင်းအချက်လက်တွေကိုစုဆောင်းရမှာပါဝင်နိုင်ခြေရှိရာတို့အပါအဝင်တက်ကြတဲ့အခန်းကဏ္ဍတွေကနေပါမှုအစိုးရကစီးပွားရေးလုပ်ငန်းတွေသူတေသနာဖွဲ့တွေနဲ့တခြားဖွဲ့စည်းကိုဖိတ်ခေါ်ထားပါတယ်။အမေရိကန်ပြည်ထောင်စုလိုနိုင်ငံရေးမှာအဖြစ်များပေမဲ့ခုလိုစစ်ဘက်ရပ်ဘက်ပူးတွဲကြီးကပ်မှုဟာထိုင်ဝမ်အတွက်အသစ်ဆန်းပါပဲ။ကျွန်းတော်ဝဲကကောင်းကင်တဲ့ရေပြင်တွေမှာတရုတ်ရဲ့နေစဉ်ကျူးကျော်မှုတွေကိုတုံ့ပြန်မှုလက်နက်ကိုင်တပ်ဖွဲ့တွေကပိုပြီးဖိအားပေးခံရတယ်။ထိုင်ဝမ်ဆိုရက2030ပြည့်နှစ်မှာကာကွယ်ရေး30ကို GDP ရဲ့900%အထိမြင့်တင်မှုရည်ရွယ်ထားပြီးသိသာထင်ရှားတဲ့အမေရိကန်လက်နက်ဝယ်ယူမှုတွေအတွက်ပါအမေရိကန်ဒေါ်လာ40ဘီလီယံအပိုဆောင်ဘတ်ဂျက်ကိုမိတ်ဆက်မယ်လို့ပြောထားတယ်။အခုချိန်ဒီကာကွယ်ရေးစာချုပ်တွေရထားတဲ့ကုမ္ပဏီနဲ့မတူဘဲလေကြောင်းလက်ရစောင့်ကြည့်လုပ်ငန်းကုမ္ပဏီတွေမှာဆောင်ရွက်နေပြီးအာဏာပိုင်တွေစီပစ္စည်းကိရိယာတွေလွှဲပြောင်းပေးဖို့ပုံမှန်လင်းလင်းဆက်လုပ်နေပါတယ်။တရုတ်ရဲ့စေးလက်ကျမှုတွေကပုံမနီးကပ်လာပြီးပိုပြီးခက်စိတ်စိတ်ဖြစ်လာနေလို့အရေးတကြီးဖြစ်တဲ့ခန်းစားချက်ကိုဖန်တီးပေးလို့ APEC ဥက္ကဋ္ဌဝီဆန်ခေါင်ကပြောတယ်။ကျွန်တော်တို့အခုဝင်မလို့ရင်နောက်ပိုင်းမှာအခွင့်အရေးတောင်ရမှာမဟုတ်ဘူးလို့လည်းဆက်ပြောတယ်။သဘောတူညီချက်ကနေလာလာရှယ်ဝင်ငွေပေါ် APEC ကခန့်မှန်းချက်ပေးဖို့ညှင်းဆိုခဲ့ပါတယ်။နောက်ဆင်အပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါရရှင်။